2026ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့အတွက်ရရှိထားတဲ့မြန်မာပြည်တွင်းနိုင်ငံရေးစစ်ရေးသတင်းကောင်းစင်များအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်။ရခိုင်ပြည်နယ်ရန်ဘရဲမြို့နယ်မှာစစ်တပ်ရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ2ဦးသေဆုံးပြီးလူနေအိမ်များပျက်စီးခဲ့သလိုစကိုင်းတိုင်းတက်ဆယ်မြို့နယ်တွင်လည်းကျေးလက်ဆေးပေးကမ်းတစ်ခုလေကြောင်းတိုက်ခိုက်ခံရကအဆောက်အုံပျက်စီးခဲ့ကြောင်းဒေသခံများနဲ့တပ်ဆိုင်ရာအဖွဲ့အစည်းများထံမှသိရပါတယ်။ရန်ဘရဲမြို့နယ်တရက်ချိုကျေးရွာအတွင်းရှိရဲစခန်းဟောင်းဈေးနဲ့ကတိုးစိတ်တို့ကိုဖေဖော်ဝါရီ19ရက်နေ့မှာဂျက်ဖိုက်တာလေယာဉ်များနဲ့ဘုံကျဲတိုက်ခိုက်ရမှာအသက်20ကျော်အရွယ်မျိုးသား2ဦးသေဆုံးခဲ့ပြီးအရက်သားအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဒါ့အပြင်တန့်ဆယ်မြို့နယ်ကုန်းရိုးကျေးရွာရှိစီပီကန်းကိုလည်းဖေဖော်ဝါရီ20ရက်နေ့တွင်လေကြောင်းဖြင့်ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ရာလူထိခိုက်မှုမရှိတော့လဲအဆောက်အအုံထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်နဲ့သိန်းနီမြို့တွေမှာညီနောင်မဟာမိတ်နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ TNLA တို့ကြားနယ်မြေစိုးမိုးရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာအငင်းပွားမှုတွေကြောင့်တင်းမာမှုအရှိန်တွေမြင့်တက်နေပါတယ်။ကုတ်ခိုင်မြို့ကိုဝင်တဲ့လမ်းကြောင်း၅ကြောင်းမှာ MNDAA ဘက်ကစစ်အင်အား2000ခန်းနဲ့ပြင်ဆင်ထားတာတွေတွေ့ရတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကကုတ်ခိုင်မြို့ပေါ်မှာ MNDAA တပ်ဖွဲ့ဝင်တွေဖယ်ရှားခံလိုက်ရပြီးတဲ့နောက်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။အလားတူသိန်းနီမြို့မှာလည်းTNLA တပ်ဖွဲ့ဝင်90ခန်းကို MNDAA ကဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အတွက် TNLA ဦးဆောင်တဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီကိုကြားဝင်ဖြည့်ရှင်းပေးဖို့တောင်းဆိုထားကြောင်းသိရပါတယ်။ BNRA အဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြတဲ့သူဘရာဇာနဲ့ဒေါင်းညိုတို့ကို PDF တပ်ဖွဲ့များထိန်းသိမ်းထားပြီးလက်ရှိမှာအသက်ရှင်လျက်ကောင်းမွန်စွာရှိနေကြောင်းရင်းမာပင်ခရိုင်တရင်28တရင်မှုဘူစွမ်းကဖေဖော်ဝါရီ20ရက်နနက်ပိုင်းမှာရုပ်သံမှတ်တမ်းနဲ့အတူထုတ်ပြန်ကြေညာခဲ့ပါတယ်။သူပါရလားဒီ20ရက်နလအဆိုပါခေါင်းဆောင်တို့ကဖေဖော်ဝါရီ18ရက်နေ့တွင်ပလဲမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုများအတွင်းဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီး၎င်းတို့ကိုတပ်ဖြတ်လိုက်ပြီလို့လူမှုကွန်ရက်များမှာပြန့်နှံ့နေတဲ့သတင်းတွေကိုလည်းသက်ဆိုင်ရာတာဝန်ရှိသူများညှင်းဆိုထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နေ့ကကြောက်ကြီးမြို့နယ်မှာအာနာသိန်းစစ်တပ်ရဲ့မူရစေဝါဖြန့်ဖြူးစေခိုင်းမှုကိုခံနေရတယ်။အသက်16နှစ်အရွယ်နဲ့73နှစ်အရွယ်အသက်မပြည့်သေးသူကလေး2ဦးကို WY မူရစေဝါအလုံး100ခန့်တဲဆောင်လာစဉ်မှာကရင်အမျိုးသားရဲတပ်ဖွဲ့ KNPF ကဖမ်းဆီးစစ်ဆေးထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ထံမှတဆင့်ရရှိလာသော WY ဆေးပြားများနဲ့အတူကလေး2ဦးကို KNPF ကဖမ်းဆီးရမိကြောင်း KNU ဘိုးကသတင်းထုတ်ပြန်လာပါတယ်။ကချင်ပြည်နယ်ဗမော်မြို့နယ်အတွင်းတိုက်ပွဲများတစ်နှစ်ကျော်ကြာဆက်လက်ပြင်းထန်နေပြီး KIA ထိုးစစ်များကိုစစ်ကော်မရှင်ဘက်မှအင်အားထောင်ချီအုံပြုကလေကြောင်းပစ်ကူအဓိကထား၍ခံစစ်အသေးအနေထားဖြင့်သာတောင်းခံနေရကြောင်းကိုစစ်ရေးအရင်းမြစ်ကပြောပါတယ်။ဗမော်စစ်မျက်နှာတစ်ခုတည်းကိုစစ်ကော်မရှင်ဘက်ကအနည်းဆုံးအင်အား900မှ1500ကျော်ထိတပ်ဖြတ်နာပြီးတော့ရခိုင်သိမ်းယူလာတဲ့စခန်းများကိုပြန်လည်ရယူနိုင်ခြင်းမရှိသည့်အပြင် KIA ဘက်မှဆက်လက်အသာစီးရယူလာကြောင်းသိရပါတယ်။